hello hello အားလုံးမင်္ဂလာပါ။ game menu ပဲပြန်လဲကြိုဆိုလိုက်ပါနော်။ hello ကြားတော့နေကျွန်တော်စုံးမုံဆိုပြီးဆက်ဆော့အောင်ကျွန်တော်စုံးမုံဆိုဆော့တော်ရောက်နေတော့ဝယ်ဆက်ဆော့အောင်โอเคကျွန်တော်ဟိုကမဆော့ရင်ကျွန်တော်ဒီမှာမင်းမရှင်စလက်စတူရှိကျွန်တော်ဒီဟာစလို့အောင်တော်တူကမတာဟုတ်တယ်လက်ဖက်ကားရီကျွန်တော်ဒီမှာရွာပြကြီးတွေကတွေ့ရပါတော့ရွာပြကြီးတွေကတော့လူတွေအကုန်သေသွားဗျသေပြီးတော့အဲ့ဒီဟာရဲ့ဒီဖြစ်စဉ်ကိုကျွန်တော်လိုက်ရှာပါတော့ဒီရွာကြီးမှာဘာဖြစ်သွားလဲဆိုတာကျွန်တော်ဒီဘဲတွေပဲကြံခဲ့တာတော့ပြမရှိတော့အကုန်အသေးကြီးပဲကျွန်တော်အလောင်းနေကြီးပဲ Jaws strong enough to crush armor. အားရအောင်ရင်မေးရိုးတွေနဲ့ကြိုက်သွားတယ်တော့တော်ဝါရီရဲ့တက်ဖြတ်ခြင်းကိုခံလိုက်ရဘာအောင်နေလဲတော့မသိဘူးကိုးတွေဖြစ်တယ်ကျွန်တော်အားကြောင့်မေးတိတ်လောက်လောက်ကျွန်တော် Nobi Nef Guardian Patrol ကင်းလှည့်နေတဲ့ဟိုအဆောင်နေကျွန်တော်သွားပြောရမှာသွားပြောရမှာနော် Nef Guardian Patrol ကျွန်တော်ဒီဗီဒီယိုသွား Okay ကျွန်တော် first travel ကနေမှာသွားကျွန်တော်ချက်မေးပြီးတော့ဒီကိုပြန်လာအောင်ရငါ first travel ကိုသွားနေကျွန်တော်ဒီကိုရင်သွားဒီမှာရှိအဆောင်တွေကိုပြောဒီဘဲတွေပြော Wo wir nevid einen Reichmeister in Beiwesen. ဒီဘဲอยู่ပြော What brings you here? အဲ့ပြင်ဘာအကြောင်းကိစ္စရှိလို့လဲရှိရပါတော့အဲ့ကြောင့်မင်းပြောထားတဲ့အလုပ်ကိစ္စအကြောင်းငါပြောဖို့ရောက်လာတာအကြောင်း monster. မင်းမွန်စတာကောင်အကြောင်းမင်းပြောထားတယ်လေ The patrol has been lost somewhere along the south shore of Lake Windhammer. မကင်းတဲ့အဖွဲ့တော့ပြောက်သွားတာတဲ့ What makes this Witcher's work? ဟာတဲ့ Witcher Some brick makers live south of here. ဘာကြောင့် They Witcher call လို့ their village byways. Almost empty now. Many have run away. They speak of a monster which kills. Redanians do not patrol them. That would be foolish. And robbers do not attack Imperials. That would be even more foolish. This leaves one option. A monster. Just so happens I've been to Byways. Your patrol went there too. Yes? What of them? They're dead. Lots of graves there now, drawn by the stench of corpses. Wouldn't advise going there. We will bury them with honors as heroes. Your reward, well deserved. ကိုသိ gaming new channel okay ကျွန်တော် gaming new channel လာပါပြီကိုသိမအိတ်သေးဘူးလားဗျ Yeah? ကိုသိမအိတ်သေးဘူးလား Let's see what you're offering. ကိုသိအိတ်တော့လေကိုသိဒါလေးပါနဲ့ဒါလေးပါလေဝယ်သွားအောင်မယ်โอเคဝယ်တော့ဝယ်ပါဘာလဲတော့မသိဝယ်တော့ဝယ်ပါဒီရလေးဒီဘောဒီကောင်ရောင်းလိုက်ရင်ကောင်းမှာဒီရလေးရောက်တော့မရောက်သေးဒီကောင်လေးမထားအောင်ဟိုကိုဆိုင် game new channel ရဲပါဗျာအကြောင်းခဏအကြောင်းပြီးမှအိပ်ပါမယ်ညော So long. ဒါနဲ့ဆက်စထရေးလောက်ကျော်ဆုံးမဆိုကြီးလောက်လာအောင်ဆုံးမဆိုလို့ကန်စားတာပါလာတော့မရ What's wrong? I'm cold. โอเคဟိုဘဲစီကမေးပြီးသွား I saw you in Vizini. အကြောင်းဟိုရွာလေးကိုပြန်သွား ရွာလေးပြန်သွား
ဒီရွာတွေကိုပြန်သွားအဲ့ဒီငါရောက်တော့မိုးချုပ်သွားပြီဟောဘယ်ဖြစ်တာတရေကြောက်ပါလေဆိုမှပဲကွာဒီရွာထဲမှာဘာဖြစ်သွားလဲကျွန်တော်ရှာ explore the building which ဟိုပရှင်သုံးပြီးတော့ကျွန်တော်လိုက်ကြည့်ရဒီအောင်ဘာကြောင့်လူတွေသေသွားလဲတဲ့ဒီဘဲတွေပဲကြံခဲ့တော့ဒီကောင်တွေကကင်းလှည့်နေရပဲကျန်တဲ့လူတွေအကုန်လုံးသေသွားဗျဘာကြောင့်သေသွားလဲဆိုတော့ကျွန်တော်အလောင်းနေကြံခဲ့ခွေးလောင်း Ghouls tore the dog to bits. Soldiers died some other way. ကိုရီခွေးလောက်သွားတယ်ဒီကောင်တက်သွားပေါ့ Thrown to the ground with great force. Internal hemorrhaging. Scent of blood still strong. တော့ဆောင်းကျန်တဲ့အချိန်ပြင်းပြင်းနဲ့ကိုင်ပေါက်ခံလိုက်ရတာတဲ့လူတွေအကုန်သေသွားဗျဒီမှာဘာဖြစ်သွားလဲဆိုဒီမှာသွေးနဲ့နေအောင်ထွက်နေဘာဖြစ်သွားလဲဆိုဘယ်သူမှမသိကျွန်တော်ထောင်းရင်သွေးနဲ့နေတော့လိုက်ရThere's nothing there.ဒီမှာဘာမှမရှိဘူးတဲ့ Tracks lead to this house. What happened here? ထောက်ထားတယ်ဒီအေးတွေကိုပြနေတယ်မြင်ဘာလာလို့ What happened? မင်းဘာပြောရလဲဘာဖြစ်ချင်လို့ဘာဖြစ်တာလဲညောင်မင်းအနေနဲ့မှာမင်းအနေနဲ့မှာပဲရှိနေသေးတယ်တဲ့ I'm the only one who can rid you of this ငါ threat. တကောင်နဲ့ပဲမင်းကိုညီပေးနိုင်တာ What do I know? Listen, you. If you don't tell me everything you know, you could all die. မင်းသိစမြငါ့ကိုပြောပြတယ်မင်း Is that a ပေါ်တာ burden မင်း you တို့ကောင် can သေး live သွား with? နိုင်တယ်မင်းနားလေလားတဲ့ There's tunnels beneath the village. ညောင်ဒီ Tunnels. ဟိုဒီရွာကြီးအောင်ပါတဲ့လူမြောင်းတစ်ခုရှိ We တယ် scavenge မင်းသိ them လား for trinkets, Everroom small Everroom treasures. လို့ခေါ်တယ် Sell we them to scavenge Novigrad for the merchants. trinket I တွေ wouldn't လို့ဖို့ expected anything bad to come trinket of တွေ it. နဲ့ဟိုဟာတွေလက်ဝဲနေတာထားဖို့ငါတို့လုပ် Dug ခဲ့ through တာ some rubble. Found a chamber. The beast we slept just inside. rubber for a We chamber found the props အ on မ the ငါဟို ceiling အခန်း to ဟို collapse. တစ်ခုတွေ့ချဲမှာတစ်ခု Didn't တွေ့ခဲ့တ bury ယ် the monster though. ဟိုဒီကောင်လေးလှန်ကောင်းတစ်ခုတွေ့ခဲ့တာလှန်ကောင်းတစ်ခုတွေ့တဲ့အချိန်မှာအဲ့မကောင်းသောဝါးကြီးကထလာတာအဘီစလက်အဲ့မှာမကောင်းသောဝါးကြီးကအိတ်နေတာအမဒီကောင်လေးပစ္စည်းတွေထည့်လိုက်တာပေါ့နော်အမ selling protocol is that don't know bury the monster ဟို monster ကြီးကိုတော့မမြုပ်နိုင်လိုက်ဘူးဒါပေမဲ့ monster ကြီးအမအကုန်လုံးလိုက်တက်တော့ဒီကအဲ့ရဖြစ် Give me the key to the ဒီပြည် door. ထဲမှာတာရတယ် You'd go in. ညမင်းထဲသွားမလို့လား No. Want to pour wax through its head, tell you your fortune. ငါထဲ Then give သွား me လို့ the ငါအဲ့ key. ကောင်ရဲ့ခေါင်းက So, correct me if I'm Lord. wrong. You dug through to the monster's lair, then buried the entrance, but enough guardians opened it again to look for လေထားပဲ treasure. ဖြစ်မယ် the barrier Beast killed the black ones and returned to its lair. You wanted to bury the corpses, but their stench lured ghouls to the အဲ့ village. တရေကြီးအကုန် Now လုံး I'm here. Sound about right? ဘာနဲ့ Tis ဟို as you တက် say. လိုက်တာအဲ့ Yes. you say မင်းပြောသလိုပဲ I'm going down there. ပြင်ငါအောက်ကိုဆင်း If သွား I'm လိုက်မယ် gone long, အဲ့ run. ငါကြာနေလို့ရှိရင်တဲ့ Barring the door, nailing it ဒီ shut တကားတွေ resolves ကအကုန်လုံး nothing. ပါ There ဖိတ် are ချပ other လိုက်တော့ ways တယ် out မ of င်း the ပြင် tunnels. Gotta be. မဖြေရှင်းနေတော့โอเคဝေချိုင်းဆွန်သားပြီဗျမြေအောင်လှိုင်ကိုလည်းသွားမှာဗျမြေအောင်လှိုင်ကိုလည်းပါတားရဲကောင်ကြီးတားရဲတော့ monster ကြီးလားဒီအောင်ထဲမှာဗျဘာဒီမသွေးနဲ့နေထွက် Planks can be lifted. အဲ့ဒီဟိုပါရအပြားရအပေါ်မလို့ရပဲโอเคဝေချာဆွန်သားကလေးလာပါပြီကျွန်တော်ဒီလှိုင်အောင်ထဲမှာဖြစ်လောက်ဟောရွာမှာရှိတဲ့လူတွေအဲ့အကြောင်းအကုန်လုံးကင်းလဲတဲ့ကောင်တွေအကုန်လုံးတေးသေးွားဒီကောင်တွေတူးမြောင်းဖောက်လိုက်တာဗျဒီကောင်တွေရတနာတွေဘာတွေထားမယ်ဘာညာဆိုပြီးတော့ Armor pierced. တူးမြောင်းဖောက်လိုက်တဲ့အချိန်မှာဒီမထင်မဲ့ပဲနဲ့ဟိုတရဝါကြီးရဲ့ Hibernated here till the villagers woke it. တူးမြောင်းအပေါက်နဲ့သွားပြီးဆက်မိကွာအဲ့အချိန်မှာတိုင်ပတ်သွားတာဗျဒီတူးမြောင်းရဒီတူးမြောင်းရေငါအောက်ကြောက်သွားပြီ what the fuck အဲ့မှာငါရောက်လာညောင်ဒီမှာလူတွေလည်းတတ်တာအများကြီးပဲဘာအောင်ဖြစ်မလဲညောင်ကောင်ထွက်လာပြီညောင်ဘာအောင်လဲလို့ what the fuck is that bro ဘာအောင်လဲလို့ည
နားလိုက်တာဒီကောင်ရဲ့ fire ပြီဒီကနေ့နဲ့ fire တိုင်းနားလာတိုင်းနားလာတိုင်းအားသေးတော့မအကြောင်းမဟုတ်ကောင်းပြီကိုပြောက်လာဒီကောင်ပြောက်ရင်ကိုပြောက်တဲ့ဟာကြီးသိုးလိုက်ကိုတော့ထပ်မပြောက်ပါနဲ့တော့တိုင်းပြောအခုကိုပြောက်ချင်ဒီကောင်ချက်ထိပါနာကျင်နေရောပဲကြောက်ရင်ငါအဲ့ဒါဆိုင်နေမရတော့ဝင်ဆိုင်နေချက်တော့မရဘေးရနာတော့နာကျင်နေပြီကောင်းရမင်းလုံးချင်တိုင်းလုံးလို့ရအောင်ငါနွားလာတိုင်းဝစ်ချာကွာဝစ်ချာမင်းတိုင်းလူမားနေတိုင်းရော့တိုင်းရော့ဖုန်းရှူလိုက်ဒီကောင်တပည့်ရောရှော့သွားဒီကောင်ကြီးလုံနေရတယ်ရွာအောင်ထဲမှာโอเคကျွန်တော်ခေါင်းတော့ရပါတယ်ဘာကောင်းလဲတော့โอเคဒီကောင်အရေကုန်ထွာလိုက်ပြီကျွန်တော်ဒီကောင်ကြီးလုံနေရွာမှာလူနေလို့မရဘူးလူနေလို့မရအဲ့ကင်းလှဲတဲ့ဘဲတွေပါအစားခံနေရဒီကလူတို့ကြီးဒီကောင်မြကျွန်တော်မဟုတ်ဒီကလူတို့ကြီးဒီကောင်မှာโอเคကျွန်တော်ဝေချတော့တကောင်တော့ရှော့လိုက်တော်ချလိုက်ရငနေရအဲ့တော့ meditate လုပ်လာအောင်ဝေချလဲတော်ပြိုင်သွားပြီဒီမှာမိုးရီတော့ရှိအဲ့မှာယူပြီးသွားကြောက်တယ်ညတော့ပြန်ထွက်ဖေကားပေါ်နေမတက်ပြီးသွားဘလို့ချင်းမီးတော့ယူမှရမှာဘာမှမမြင်နေရဒီဘောပြန်တက်လို့မရတော့ဟောရွာသားတွေဖောက်ခဲ့တယ်ဥမင်လိုက်ကောင်းတယ်ဒီဘက်ကနေထွက်လို့ရโอเคထွက်လာပြန်မှောင်မဲနေရပါအမြင်โอเคဟိုဘဲနေပြန် Gods. အားရဟိုနေသူ့အသက်ရှင်လာပဲ Found an Ekimara hibernating underground. အား Imikira ဟင်းဘက်နေနဲ့အဲ့အကောင်ကြီးအောက်မှာရှိရတယ်ငါသိ An Ekimara? Ekimara ပါအောင်လဲ Won't trouble တ you နားလာ again. ဟိုကထနေဘယ်ကဘူးလာသိတယ်လို့မှရ Drive a stake အဲ့ through မင်း its သူ့ရဲ့ heart. ကောင်းဖြတ်လိုက်တာလား Did what I had to. အလုံးစားကျင် Don't အောင် go လုပ် down ခဲ့ into those tunnels ပြီး anymore. အဲ့ Ekimara လူပြောင်း are နေ known to be ထပ်ပြီးသွား loners. နေတော့တဲ့ We didn't hire you. ကြောင် Still, မင်းကို seems ငါ you ထားပါဦး deserve တဲ့ a... You bet I do. Pay up.
ရနာအဘရငါတန်တန်ငါလုတ်ခဲ့ရတယ်ငါ့ကိုပေးရမယ် Farewell. ဖဲဝဲဝေချာလို့မပြောအောင်ကျွန်တော်တစ်ခါပြောကျွန်တော်တစ်ခါပဲတောင်းပြောမယ်မင်းတို့မင်းတို့ငါမငားထားဟုတ်တယ်ညမငားထားလဲငါလုပ်ပေးလို့မင်းဖြည့်ရှင်းသွားတယ်ဟာလာသားနေအေးရโอเคကျွန်တော်ရွာထဲက quest တော့ဖြည့်ရှင်းပြီးသွားကျွန်တော်လူတွေပြောင်းနေရွာကြီးတော့ကျွန်တော်ဖြည့်ရှင်းပြီးသွားပြီပေါ့မာလူတွေလောင်းနေတော့ကြံခဲ့ဟိုကျွန်တော်ဝေချာတို့ရဲ့ထုံးတယ်နောက်တစ်နေရာကိုခြေဆန့်ရအောင်ကျွန်တော်